ကဲကျန်တဲ့ Friday Fight 141ရဲ့ပွဲနှစ်ပွဲကိုကျွန်တော်တို့ဖျက်ရအောင်စိုးနောင်ဦးနဲ့ Face Arawon လိုရင်းမဲ့ပြောရရင်ဒီပွဲက50-50ပါကြေးမှာ Face ကို 1.62 စိုးနောင်ဦးကို 2.196 ပါတိတ်ပြီးတော့မကွာဘူးထိုင်ကစားသမားကအထက်ကြီးပါဘာကြောင့်50-50ပဲပေးလဲဆိုတာကိုပြောပြမယ်စိုးနောင်ဦး1ကိုစရောက်တော့ Omar El Halabi နဲ့တွေ့တယ် Omar က body တွေကိုဖြိုတော့စိုးနောင်ဦးနောက်ပိုင်းအခြေတွေမှာတက်လုံးနည်းနည်းလေးကျလာတယ်ဒါပေမဲ့အကောင်းဆုံးတော့သူဆော့ပြသွားနိုင်ပါတယ်နောက်တစ်ပွဲက My Son Nwai ထိုင်းကင်နဲ့တွေ့တော့ကြောက်အောင်ထိုးနိုင်ခဲ့တယ်အမှန်ဆုံးဖြတ်မှာနိုင်တယ်စိုးနောင်ဦးတက်လုံးပိုင်းကောင်းလာပြီထိုင်းကင်နဲ့ပွဲမှာဆိုရင်ရှင်မွိုက်တဲ့အပိုင်းမှာထိကျရဆိုရင်တိတ်ပြီးတော့မကွာပေမဲ့မာကုံပိုင်းကစကားပြောသွားတာပါဟိုကင်ကလက်သီးပိုင်းလည်းကောင်းတယ်ထိချက်ပိုင်းတွေလည်းတိတ်မကွာဘူးဒါပေမဲ့မာကုံနဲ့စပိုင်းမှာဆိုတော့မြန်မာကစားသမားတွေကိုစားချင်းရှင်ရင်တော်ရုံရှင်မရအောင်ထိုင်းတွေနေစနစ်ကောင်းရင်ကောင်းမယ်မာကုံနဲ့စားပိုင်းကြရင်ကိုကောင်တွေကအမြဲတမ်းနှီးပါလောက်ကတားတယ်ဒါဆိုရင်ဘာဖြစ်လို့ထားတွေကိုပြန်ပြောနေရတာလဲဆိုရင်ဒီပွဲမှာအဲ့ဒါကအရင်အရေးကြီးလို့ပါပြိုင်ဘက်ထိုင် Face Arawon ကကောင်းတာပိုင်းပိုရတဲ့ကစားသမားဖြစ်တယ်ထိရင်လိုက်တက်တာကိုတွေ့တယ်နှစ်ထင်ပတ်ဝန်းကျင်ဂျောနာကအထိမခံနိုင်ဘူးဂျောထက်နှစ်ထင်မိုင်းပို့ပြီးအထိမခံနိုင်ဘူးဆိုပုံမှန်မယ်ဘယ်တန်ဖိုက်တာဆောက်ပေါ်ဖိုက်တာမို့လို့ဘယ်လက်သီးကကြောက်ဖို့ကောင်းတယ်ဘယ်ဖြောင်းဘယ်ဝိုက်တွေတတိထားရမယ်လူချင်းပူရင် body နှိုက်တက်တယ်စိုးနောင်ဦးကအိုမာနဲ့ပွဲမှာဒူတိုက်ချက်တွေနဲ့တက်လုံကကြာထားဖို့တော့အဲ့ပိုင်းကိုတော့စိုးရိမ်မိတယ်ကျန်တဲ့အပိုင်းမှာရှင်ဝိုက်ကြမယ်ဆိုရင်နှစ်ယောက်စလုံးကြာနိုင်တဲ့ chance က50-50ဖြစ်သွားပြီဘလို့အခြေအနေမှာစိုးနောင်ဦးနှိမ့်နိုင်လဲဆိုရင်ကောင်းတာဘယ်လက်ကိုဂယူးမဆိုင်နိုင်ခဲ့ရင်ကလစ်မိုင်းကိုခဏဝင်မိနေရင်ထိုင်ကစားသမားအကြိုက်ဖြစ်မယ်အကွာဝေးကိုမနီးလုံးမဝေးလုံးအနေထားကနေပဲ pressure ပေးပြီးတော့ထိုးနိုင်ရင်အထူးသဖြင့်နှစ်ထင်ဂျောနာတွေကိုအဓိကထားပြီးတော့တိုက်နိုင်ခဲ့မယ်ဆိုရင်စိုးနာဦးနိုင်ခြင်းမြင့်တယ်ပြီးတော့ chicken jet ပြိုင်ဘက်ကဘယ်တန်မို့လို့ဘယ်ဖြောင်းထိုးမဲ့အချိန်လက်ကြတတ်တယ်နောက်ဆုံးပွဲပါရာဆိုရင်းနဲ့ပွဲမှာလည်းအဲ့ chicken jet နဲ့ပဲသူရှုံးခဲ့တာအဲ့ဒီအမားကရှေ့ပွဲတွေမှာလည်းလုပ်ပါတယ်အဲ့လို chicken jet တွေကိုလည်းစိုးနာဦးအခွင့်အရေးရရင်30ကျင်တယ်အဓိကကတော့ဒီပွဲက share ရုံနိုင်ဖို့ပါအခြေပြည့်ရုံနိုင်ဖို့လိုပါတယ်ထိုင်းမို့လို့တစ်ခါကြောက်အောင်မှထိုးမထားနိုင်ရင်အမှန်ဆုံးဖြတ်မှာမလွယ်ပါဘူးနောက်တစ်ပွဲစောမင်းမင်းနဲ့ဒါချာဝစ်လက်ဆရာသမားကမနစ်ကဂျွန်လာတုန်းကတပွဲထိုးပြီးတော့ပျောက်သွားလိုက်တာအခုမှပဲပြန်ပြီးတော့ပေါ်လာတယ်ဆိုတော့ပွဲဝေးနေတာ6လကျော်ပြီလူတိုင်းမှာ personal ရှိတယ်ဆိုတာမှန်ပေမဲ့ကိုက one championship မှာ professional ဆော့မယ်ဆိုရင်တော့ဒီလောက်တော့ပွဲမဝေးသင့်ဘူးလို့မြင်တယ်တက်နိုင်တဲ့လောက်3လကိုတပွဲလောက်တော့ဆော့သေးခြင်းပါတယ်ဒါမှလည်း training ကမပြတ်မှာပါဆောမင်းမင်းအကြောင်းကကျွန်တော်မိတ်ဆက်ပေးပြီးသားပါဒါကြောင့်မလို့အထူးတလဲပြန်ပြီးတော့မပြောတော့ဘူး one ဖွင့်ပွဲမှာ Joe Starbridge ကိုတတိယအချိန်မှာနိုင်ပေမဲ့တက်လုံးပိုင်းအားမရဘူးနှစ်ချီနောက်ပိုင်းမှာတော်တော်လေးကိုကြာလာတာကိုသတိထားမိတယ်အခုပွဲမှာစောမင်းမင်းအနေနဲ့တက်လုံးမပါလာဘူးဆိုရင်ရှုံးဖို့များတယ်ပြိုင်ဘက်ဒါချာဝစ်လက်ဆိုတဲ့ထိုင်းကောင်လေးကအသက်18ပဲရှိသေးတယ်ဒါပေမဲ့အရက်က9ပဲ17တရှိတယ်ငယ်တော့ငယ်ကုန်ရှိတယ်တက်လုံးကောင်းတယ်အရက်မောင်းလဲရှိတော့ physical ဘိုင်းမှာကိုလိုစောမင်းမင်းတက်အများကြီးတာတယ်လိုရင်းကိုပြောရရင်ဒီပွဲအတွက်စောမင်းမင်းဘက်ကနေကြည့်ရမယ်ဆိုရင်အနိုင်ရှုံးအဆုံးဖြတ်ကတက်လုံးဘိုင်းမှာပညာပိုင်းတွေကဆောမင်းမင်းကကောင်းပြီသားဝမ်ပွဲဦးထွက်ပွဲမှာကတက်ပြီးမှသိရတာမို့လို့ပြင်ဆင်ခြင်းကမလုံးလာဘူးဆိုတော့တက်လုံးကပါမလာဘူးလက်ခံတယ်ဒါပေမဲ့ဒီပွဲမှာကတော့ကိုထက်ရက်ရှည်တဲ့သူငယ်ကုန်ရှိတဲ့ကလေးကိုရှင်ယုံဖို့ကကိုယ်တိုင်ကလည်းအများကြီးကောင်းနေဖို့ပြည့်စုံဖို့လိုပါတယ်အဓိကသည်တက်လုံးမှာပေါက်ကြီးဒါချာဝလေး 1.314 ဆောမင်းမင်း 3.205 ပါထိုင်းကအထက်ကြီး2ဆကျော်လောက်ပေါက်ပါတယ်နေရောတာပါတောက်ကြနေကြရင် Telegram မှာပြန်တွေ့ရအောင်တဒါ